အရှင်ကားဆိုရင်ထိုင်ကမထားကြည့်ကျင်တဲ့ညီကိုတွေရှယ်ကြမ်းပြီးမိုက်တဲ့အရှင်ကားကြီးနဲ့ကျွန်တော်ဒီမိတ်ဆက်ပေးချင်ပါတယ်ဒီကားကြီးကနောက်15လောက်ကထွက်ရှိထားပြီးတော့ INDB 8.1 ထိရောက်ရှိထားတယ်မတ်ဖြူဒီဘောဆိုတဲ့အရှင်ကားကြီးပဲဖြစ်ပါတယ်ဗျဒီစကားလေးရဲ့ကျင်းကိုပြောရမယ်ဆိုရင်ကဘာကြီးပြတ်သုံးသွားပြီးတဲ့နောက်မှာကဘာဘောစိမ့်နှဲစုပ်ပြူကြီးကပြတ်သုံးသွားပြီးတက္ကနာကြီးတစ်ခုလိုဖြစ်သွားတယ်ဒီပေါ်မှာမှရေနဲ့စီကအဖိုးတဲ့ရင်သားတစ်ခုလိုဖြစ်နေတယ်ကွာဒီຢာတွေကိုပိုင်ဆိုင်ထားသူကလည်းလူစိုးကောင်းဆောင်ကြီးတဲ့စစ်အာဏာရှင်ကြီးတယောက်ပဲရှိတယ်သူကလူတွေကိုရေလေးအနေငယ်ပေးပြီးကြုံလိုမျိုးခိုင်းစားရတယ်သူ့မှာကမိန်းမလားကြုံလေးတွေအပြင်တစ်ဖက်မှာလည်းကျန်တဲ့ရက်ဆက်ပြီးရုံးကစစ်တပ်ကြီးတစ်ခုကလည်းရှိနေပြန်ဖြစ်ချင်တော့တနေ့မှာဇက်ကောက်မင်းသမီးကဒီစစ်အာဏာရှင်ကြီးအောက်ကမိန်းမလားကြုံအောင်ကိုကဲထုတ်သွားတယ်အဲကြောင့်ပဲဒီလူစိုးကောင်းကြီးကမကျင်တတ်တာကြောင့်သူစစ်တပ်တစ်ခုလိုကိုဒီကောင်မကြီးတော့ကိုပြန်ပြီးလက်ခံလိုက်တယ်ပေါ့ကွာအဲကြောင့်ဇက်ကောက်မင်းသမီးအနေနဲ့ဒီလိုအနေကြံကနေထွက်ပြေးနေဇက်ကောက်မင်းသားတွေတို့ရှိပြီးတဲ့နောက်မှာဒီလိုအနေကြံကနေဒီကျုံ9ယောက်ကိုဘယ်လိုမျိုးတွေကဲထုတ်သွားမလဲဆိုတော့ကျွန်တော်ဒီနေ့ကြည့်ရှုရမယ်ဆိုလာကအရှင်နာကောင်းကြီးပဲဖြစ်ပါတယ်ဗျဒီကားရဲ့အဓိကအားသာချက်ကစီရီယာဘန်းကိုရှော့သုံးတာပြီးအမိုက်စားသူတို့စစ်တပ်အရှင်ပိုင်းတွေကိုပဲယူသုံးတာမှလို့အစားဆုံးကိုတော်တော်လေးကြည့်လို့ကောင်းတယ်ဗျဒီကားလေးကတစ်ချိန်တော့ဆိုတော်တော်မှနာမည်ရန်ကြီးခဲ့ပြီးတော့ပြည့်စုံဒီကားလေးကိုကြည့်ကျင်နေဆိုတော့ချင်းတော်မြန်မာသားတော့ပြီးကြည့်ရှုလို့ရပါပြီချင်းတော်ဝင်ဒီကိုလည်းကျွန်တော်ဗီဒီယိုလေးမှာတေးသေးရှင်းပြပေးတာပါတယ်အကယ်၍မိတ်ဆွေကနားမလည်ဆိုပေါ်မှာဟိုက်ခဲ့ပြီပါကျွန်တော်ချင်းတော်လေးပြချပြပါမယ်ကျွန်တော်ချင်းတော်ကစီရီပဲဖြစ်ပါတယ်ဗျအဆုံးကြည့်ရှုပြီးတဲ့တော့ကျွန်တော်ဒီတူတူကြည့်ရှိပါတယ်